Shun Shun's lunchbox. Ika luego miasa na shun diao sa mudo bono te long sa dwe luego miasa chama suro shun diao sa de do puja dwa bono so yua ka tin ya ro 15 မိနစ်လောက်တော့ချိန်ပေးရမယ်လို့အရွက်နဲ့အယိုးနဲ့ခွဲထားလိုက်တယ်ပစုံကလည်းဟိုစားစနွင်းနေထားလိုက်တယ်ပစုံခွာထားလည်း15မိနစ်လောက်ကြာမယ်ပေါ့နော်အခုပစုံလေးကိုကြတော့ကျက်သွန်ဖြူလေးနဲ့ပဲရိုးလေးပစုံကြောချက်ကလေးပဲလုံးမှာပါကျက်သွန်ဖြူလေးမွေးလာပြီဆိုရင်ပစုံလေးထည့်လိုက်မယ်ပေါ့နော်အဲ့ထည့်လိုက်တော့ပစုံကရေနဲ့ထွက်တယ်ပေါ့နော်အဲ့ရေကိုကခန်းအောင်လို့ပြန်ပြီးတော့စောင့်နေရပါပေါ့နော်ပစုံကလုံးဝရေတက်တဲ့ဆရာမလိုပါဘူးရေခဲပြီးစီပြန်သွားရဆိုတော့ပစုံကြောချက်လေးရပြီပေါ့နော်အခုကစုံရက်ကိုကြောမယ်ပေါ့နော်ကစုံရက်ကလည်းကျက်သွန်ဖြူလေးနဲ့ပဲမွေးနေအောင်လို့ကြောရမယ်ပေါ့နော်ကစုံရက်ကိုစိမ့်စိမ့်လေးပြအောင်ဆိုရင်မီးအားကိုအပြင်းဆုံးထားပြီးကြောရမယ်ပေါ့နော်အခုကတော့အယိုးကိုအရင်အီအောင်လို့ကြောမှာဖြစ်တဲ့ကြောင့်မို့အယိုးထည့်မယ်စားထည့်မယ်ရေထည့်မယ်ပြီးတော့9မိနစ်လောက်တော့အုပ်ရမယ်ပေါ့နော်9မိနစ်ပြည့်ခါမှရေခမ်းသွားအောင်ပြန်ဆောက်အောင်မယ်ပေါ့နော်ပြန်ဆောက်ပြီးသွားရင်အရွက်ကိုထည့်မယ်အရွက်ကလုံးဝမီးပြင်းပြင်းနဲ့ဆိုရင်စိမ့်စိမ့်လေးဖြစ်သွားတဲ့အချိန်မှာကျက်သွားတဲ့အချိန်မှာရေကိုထည့်မယ်ပေါ့နော်အဲဆိုရင်အစုံရက်ကြောချက်ကလေးရပါပြီအစုံရက်ကြောပို့ပြီးရတာရှောင်းတော့ခရုစီလေးနဲ့တော့ထည့်လိုက်တယ်ပေါ့နော်ရုံးတမင်းကြိုင်လေးကတော့ပစုံကြောချက်လေးနဲ့ကစုံရွက်ကြောချက်ကလေးဖြစ်ပါတယ်စနက်ကလေးကတော့မုံလေးတွေပါပဲ